နဲ့သမ္မာသမ္ဗုဒ္ဓဒီကုံတော်နှစ်ခုကတော့ဖျားနဲ့ပတ်သက်လာလို့ရှိရင်မပါတာကိုမရှိဘူးကြံတဲ့ကုံတော်တွေကတခါတရံမှပါတယ်နော်ကြံတဲ့ကုံတော်တွေကကြည့်လေခုနကရွတ်သွားတဲ့နမောတတ္တတွေပဲကြည့်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဆိုတဲ့မှာသုံးခုပါနေတယ်လေအရဟတောဆိုတာအရဟံကိုပြောတာသမ္မာသမ္ဗုဒ္ဓောဆိုတာသမ္မာသမ္ဗုဒ္ဓကိုပြောတာဘဂဝတောဆိုတာနော်ဒီဘဂဝါဂုံတော်ကိုပြောတာဟောဂုံတော်သုံးပါသုံးမျိုးဟာဒါအမှန်တမ်းအရေးပါတယ်ပေါ့ဒါကြောင့်မို့ဒီနေ့မြတ်ဗုဒ္ဓရဲ့အရဟံဂုံတော်ဆိုတာကိုသိရှိနားလည်ကြရအောင်စာပေကျမ်းဂန်မှာဘယ်လိုရေးသားထားတယ်လဲဘယ်လိုရှင်းထားတယ်လဲဆိုတာနားလည်ဖို့အမှန်တမ်းအရေးကြီးတယ်စကားလုံးလေးကသုံးလုံးနဲ့ပဲရှိတယ်အခရာသုံးလုံးနဲ့ပေါင်းစပ်ပြီးတော့ဖွင့်ပြထားတဲ့စကားလုံးလေးဟာအရဲ့ရရဲ့ဟာရဲ့ဒီသုံးလုံးလေးပဲဖြစ်ပြီပဲလို့အဓိပ္ပာယ်တွေဖွင့်ဆိုထားတဲ့အခါကျတော့အ ਨੇ ဆုံးဒီစကားလုံးလေးကဖော်ပြတာအဓိပ္ပာယ်၅မျိုးတဲ့ဖော်ပြထားတာရှိတယ်ပေါ့နော်အဲ့ဒီဖော်ပြထားတဲ့အတိုင်းဘုန်းကြီးတို့တွေဗုဒ္ဓနုတ္တိဘာဝနာပွားပြီဆိုတဲ့အခါမှာဒီအရဟဆိုတဲ့စကားလုံးလေးရဲ့အရဟံဆိုတဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်ကိုအာယုံပြုပြီးတော့မြတ်စွာဘုရားကိုအရဟံလို့ခေါ်တာဟာဒီဂုံတူးနဲ့ဂုံတူးဝိသေသနဲ့ချီးကျူးခံရတာဟာတာမန်ပေါက်ကိုပုဂ္ဂိုလ်မဟုတ်ဘူးလောကမှာဂုံတူးဝိသေသနဲ့ချီးကျူးတယ်ဂုံကြီးတစ်ခုတက်လာတယ်ဆိုတာတာမန်နဲ့မဟုတ်ဘူးတကယ်အရေးချင်းရှိလို့တက်လာတာဖြစ်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုအာယုံပြုတာကိုဗုဒ္ဓနုတ္တိလို့ခေါ်တယ်ဗုဒ္ဓဆိုတာဘုရားရဲ့ဂုဏ်ကိုအနုတ္တိအကျဉ်းချင်းအထက်ထက်တတိထားပြီးတော့ဖြစ်ပေါ်နေတာတတိယနေတာတနည်းအားဖြင့်အနုဆိုတာတင့်တယ်လျောက်ပတ်တဲ့တတိဆိုတာအမှတ်ရမှုပဲဘုရားနဲ့ပတ်သက်ပြီးအလွန်တင့်လျောက်လျောက်ပတ်တဲ့အမှတ်ရမှုလို့ဒီလိုအဓိပ္ပာယ်ရတဲ့ဗုဒ္ဓနုတ္တိကမ္မထံဘုရားကိုအာယုံပြုနေတာနဲ့ပဲဒါဟာသမထကမ္မထံတစ်ခုဖြစ်တယ်ပေါ့သမထကမ္မထံနဲ့မကဘူးဗုဒ္ဓနုတ္တိကိုအခြေခံလို့ရှိရင်ဗုဒ္ဓနုတ္တိကမ္မထံသည်ဝိပဿနာဉာဏ်ဖြစ်စေဖို့အတွက်ကြီးမားသောအထောက်အကူတစ်ခုဖြစ်တယ်ပေါ့အလွန်ကြီးကျယ်သောအထောက်အကူဖြစ်ပြီးတော့လူတွေရဲ့တဏ္ဍာမှာသရာစွမ်းအားတွေဖွံ့ဖြိုးတိုးတက်သွားစေနိုင်တယ်ဒါကြောင့်မို့ဗုဒ္ဓနုတ္တိဘာဝနာဟာအလွန်ကြီးမားတဲ့အရေးချင်းရှိတယ်လို့ဇာပေကျမ်းဂန်တွေမှာဆိုထားတာပေါ့ဘာဝနာထဲမှာတော့အမြတ်ဆုံးဘာဝနာလို့ဒီလိုပြောတာအဲ့တော့ဂုဏ်တော်ပွားများပြီဆိုလို့ရှိရင်တော့ဘယ်လိုပွားရမလဲဣတိပိသောဘဂဝါဣတိပိဆိုတာကအကြောင်းကိုရည်ညွှန်းတာသောဘဂဝါကိုယ်စိတ်ထဲမှာသောဘဂဝါငါကြည်ညိုတဲ့ငါကိုးကွယ်တဲ့အဲ့ဒီဗုဒ္ဓမြတ်စွာဘုရားဟာလို့အဓိပ္ပာယ်ရတယ်သောဘဂဝါဆိုတာဒီငါကြည်ညိုကိုးကွယ်တဲ့တလောလကလုံးကလေးစားရတဲ့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ဟာဒီနေရာမှာဘဂဝါလို့ခေါ်လိုက်တာကအလွန်လေးစားတတ်တဲ့ပုဂ္ဂိုလ်တွေကိုသုံးတဲ့အိန္ဒိယစကားလုံးတစ်ခုပဲခဏတောင်မှပဲအိန္ဒိယနိုင်ငံမှာဘဂဝံလို့သုံးနေရှိတယ်တကယ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုဘဂဝံလို့သုံးတယ်သူတို့နော်အဲ့ဒီဘဂဝံလို့သုံးတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင်ဂုရုကြီးလို့အဓိပ္ပာယ်ရတယ်ဂုရုကြီးထဲမှာပို့ပြီးတော့လေးစားတဲ့ဂုရုကြီးတွေကြတော့ဘဂဝံလို့ခေါ်လိုက်တာသူတို့ဒါအိန္ဒိယနိုင်ငံအသုံးစကားတစ်ခုပဲဘဂဝံဆိုတာအလွန်ကိုကြီးမြတ်တဲ့သူတို့လေးစားရတဲ့ပုဂ္ဂိုလ်ပေါ့အလွန်လေးစားတတ်တဲ့ဂုရုကြီးတွေဒါကြောင့်မို့လို့အထက်ကရာဆရာကဘဂဝါတိဂုရုဒီလိုဖွင့်တာဘဂဝါတိဂရုဂရုံဟိလောကေဘဂဝါတိဥစ္စာတိလောကလူတွေကလေးစားအပ်တဲ့ဂုရုတွေကိုဘဂဝံလို့ခေါ်ကြပါတယ်ဆိုတာဒီပါဠိစာပေမှာနေမဲ့ဒီဟာဖွင့်ဆိုပြထားတာရှိတယ်အထက်ကရာကျမ်းတွေဟာအဲ့တိုင်းပဲရေးတယ်နော်ဘဂဝါတိဂရုဘဂဝါတိဂုရုခုခေတ်တောင်းတဲ့ဆိုဘဂဝါဆိုတာဂုရုကိုခေါ်ရတဲ့ဂရုံဟိလောကေဘဂဝါတိဥစ္စတိဂုရုကိုလူတွေကဘဂဝါလို့ခေါ်ကြတယ်ဟောဒီအဓိပ္ပာယ်နဲ့ဖွင့်ပြဘာလို့လဲဆိုရင်လောကကြီးတစ်ခုလုံးရဲ့အလေးပြုအပ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်
မြတ်စွာဘုရားဟာကိုချင်းသီလနဲ့နှိုင်းရှင်မယ်ဆိုလဲသူ့ကိုတာတဲ့ပုဂ္ဂိုလ်မပြောနဲ့မှီတဲ့ပုဂ္ဂိုလ်တော့မရှိဘူးတမာတိနဲ့နှိုင်းရှင်လိုက်ပြန်ရင်လေဖရာတဲ့တာတဲ့ပုဂ္ဂိုလ်မဆိုထားနဲ့တူတဲ့ပုဂ္ဂိုလ်တော့မရှိဘူးပညာအားဖြင့်လေဖရာတဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတာမပြောနဲ့တူတဲ့ပုဂ္ဂိုလ်မပြောနဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတူတဲ့ပုဂ္ဂိုလ်တော့မရှိဘူးလို့ဒီလိုဆိုလိုတယ်ပေါ့နော်ဒါကြောင့်မို့တလောကလုံးကဥညွတ်လေးစားရတဲ့ပုဂ္ဂိုလ်သူမြတ်မို့ဘဂဝါလို့ဒီလိုခေါ်တာအဲ့ဒီမှာကြည်ဣတိပိသောဘဂဝါသောဘဂဝါမြန်မာလူတော့အမျိုးမျိုးပြန်ကြတယ်ဘုန်းတော်ကြီးမှာထိုရှင်တော်မြတ်ဖရာသည်ကိုယ်စိတ်ထဲမှာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဣတိပိဆိုတာဒီအကြောင်းတွေကြောင့်အရဟံဆိုတဲ့အရည်ချင်းတွေရှိပါပေတယ်လို့ဒီလိုပြောနှလုံးသွင်းတဲ့အခါမှာအဲ့ဒါလို့နှလုံးသွင်းရမယ်အကြောင်းနဲ့ဂုဏ်အရည်ချင်းကိုသိရမယ်။ဩဒီပုဂ္ဂိုလ်သူများဟာဒီအရည်ချင်းတွေရှိပါလား။ဒါကြောင့်မို့တကယ်အရဟံပါလားဆိုတဲ့အတွေးနဲ့မြတ်စွာဘုရားဂုဏ်တော်ပေါ်မှာတတိမှတ်ရပြီးတော့ဆင်ញင်စဉ်းစားနေမှုနော်သမ္မာသင်္ကပ္ပဆိုရင်မှန်ကန်တဲ့အတွေးတွေနဲ့ဒီတရားဓမ္မကျင့်ကြံကြိုးကုပ်တာတတိထားနေတာတတိကိုအဓိကထားပြီးတော့ပြောတာတတိရှိလို့ရှိရင်ပညာကလည်းဖြစ်လာတယ်မြတ်စွာဘုရားအပေါ်မှာဆန်းစစ်လေ့လာတဲ့အခါမှာဒီအကြောင်းတွေကြောင့်ဒီအချက်တွေကြောင့်ဘုရားဟာတကယ်ဘဂဝါပါလားလို့အရဟံပါလားလို့လက်ခံလာတယ်ကျင့်납လာတယ်အဲ့ဒီကျင့်납လာသည့်ထိအောင်နှလုံးသွင်းရမှာအဲ့ဒီလိုမဟုတ်ဘဲနဲ့အရဟံ6ချက်လုပ်နေမရဘူးနော်ဘုရားကုံတော်မထိရောက်ဘူး6ချက်ဆိုတာပရိကြတာကိုပြောတယ်နော်ပရိလုံးလေးချပြီးတော့ဒီဂုံတော်ဘလောက်ရွတ်တယ်ဆိုတဲ့အရွတ်ဆိုတာကအားလုံးအမဲသားစားဖို့မှာပဲဝါလို့မှမရတာတိတ်ဝါမှလည်းမဟုတ်ဘူးနော်အဲ့တော့ဒီမရွတ်ရဘူးတော့မဟုတ်ဘူးအရေးကြီးတာကမြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုသိဖို့ကြိုးစားရည်ချင်းကိုသိမှစိတ်ထဲမှာနှစ်ကဖြစ်လာရွရင်နှလုံးသွင်းရင်တော့ကိစ္စမရှိဘူးပေါ့အရေးအတွက်ကဏ္ဍပေါ်မှာစိတ်ရောက်နေလို့ရှိရင်ဘုရားပေါ်မှာစိတ်မရောက်ဘူးအဲ့ဒါတော့ကိုယ်ဆင်ញင်စဉ်းစားကြည့်ပေါ့အဲ့တော့စဉ်းစားရမှာကသောဘဂဝါဣတိပိအရဟံသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောလို့ပါဠိလိုကြတော့ဒီလိုပြောမြန်မာလိုပြောတဲ့အခါတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဒီအချက်တွေကြောင့်အရဟံဂုဏ်တော်နဲ့ပြည့်စုံပါပေတယ်လို့စိတ်ထဲမှာသဘောကျလာသည့်ထိအောင်အကျဉ်းအထတတိမပြတ်တတိကပ်ပြီးတော့စဉ်းစားဆင်ញင်သုံးသပ်နေဖို့လိုတယ်ဒါကိုဗုဒ္ဓနုတ္တိဘာဝနာပွားတယ်လို့ခေါ်တာအဲ့ဒီလိုသာစနစ်တကျပွားမယ်ဆိုလို့ရှိရင်ဂုဏ်တော်ပွားနေတဲ့အချိန်မှာရာဂဒေါသမောဟဆိုတာတွေဖြစ်မှာမဟုတ်ဘူးနော်အမှန်တမ်းကြည်နူးဝယ်ရာတွေစိတ်ထဲမှာจิตတတ်စရာတွေပဲဖြစ်လာပြီးတော့တမာရိရလာမှာဖြစ်ပါတယ်